နောက်တို့နဲ့ One Piece ဒီကပိုကောင်းလဲဆိုတဲ့မေကွန်ဟာဘယ်တော့မှဖြည့်ထွက်မှာမဟုတ်တဲ့မေကွန်တစ်ခုပါဆယ်သွင်းတစ်ခုကြာဒီအားပေးလာတဲ့ အိုးဖန်နေနဲ့အခုလက်ရှိဖန်အသစ်တွေဒီကောင်းစဉ်နဲ့ပတ်သက်ပြီးညှိခုံနေရတော့မှာဒီဇလန်ကြီးနှစ်ခုဟာဘာကြောင့်ဒီလောက်ထိပြင်ဆိုင်မှုပြည့်နေကြရတာလဲအဓိကချက်၃ချက်နဲ့ခွဲခြမ်းစိတ်ပြကြည့်အောင်ပထမဆုံးချက်ကတော့သူတို့ဟာခစ်ပြိုင်နေဖြစ်ခဲ့ကြလို့ပါပဲ2000ပြည့်နှစ်ဝန်းကျင်ရှူနန်ကျဲရဲ့ရွှေခေတ်မှာဒီဇလန်ကြီးနှစ်ခုဟာတစ်ချိန်နဲ့တစ်ပြိုင်နဲ့ကဘာတစ်ခုလုံးကိုစိုးမိုးခဲ့ကြပါတယ်ဇလန်ပုံစံချင်းလည်းဆင်တူတယ်နောက်တို့ကဟိုကခဲ့ဖြစ်ချင်တယ်လို့လူဖီကလည်းပင်လယ်ဓမြပြင်ဖြစ်ချင်ကြတယ်ဒီလိုရီမန်းချက်ကြီးမားတဲ့ဇလိုက်နှစ်ယောက်ရဲ့စကားကနေဟာတပတ်ချင်းစီတိုင်းမှာဘသူကပုံမိုက်လဲဆိုပြီးစာပတ်စုတွေကြားမှာပြိုင်ဆိုင်ဆောင်ကြည့်ရတဲ့ခေတ်တစ်ခုကိုဖန်တီးခဲ့တာမို့ဒီပြိုင်ဆိုင်မှုကသမိုင်းဝင်အမြင့်တွယ်ခဲ့ပါတယ်ဒုတိယချက်ကတော့ဇလန်တီဆောက်ပုံလုံးဝမတူတာပါပဲနောက်တို့ရဲ့အတားချက်ကခန်းစားချက်တွေအတွေးခေါ်ဆန်းနေတဲ့ feeling တွေစက်ကောင်တွေရဲ့နာကျင်မှုအမုန်းတရားတွေနဲ့ကလေးစားချေမှုတွေကိုပရိသတ်တွေရင်ထဲထိအောင်ရေးပြနိုင်ခဲ့တယ်တစ်ဖက်ကဝမ်းမိမှာတော့သေးသေးကြာလွန်းတဲ့ဟိုပတိတွေလျှို့ဝှက်ချက်တွေနဲ့ theory တွေကပရိသတ်တွေကိုဆွဲဆောင်ထားတယ်နောက်တို့ဖန်တွေက One Piece ရဲ့အစာပိုင်းတွေကြည့်ပြီးပြင်းစရာကောင်းတယ်ဆွဲဆန့်ထားတယ်လို့ဝေဖန်ကြသလို One Piece ဖန်တွေကလည်းနောက်တို့ရဲ့စသိမ်းပိုင်းနဲ့ဖေလာအများကြီးပါဝင်မှုကိုလည်းပြန်လည်ထောက်ပြကြတယ်ဒီလိုဇလန်ပုံစံချင်းမတူတာကပဲအများနဲ့ညှင်းခုန်စရာဖြစ်နေတယ်တတိယချက်ကတော့ဘယ်သူကပိုပြီးတတ်မှလဲဆိုပြီးညှင်းခုန်ကြတာပါလူဗီရဲ့ဂီယာဖိုင်းနဲ့နောက်တွေဘယ်ရီမို့ဘယ်သူနိုင်မလဲနင်ဂျာတွေရဲ့ဂျူဆူကပိုဆွမ်းထက်လားဒီဗယ်ဖရူးနဲ့ဟာကီကပိုဆွမ်းသလားဆိုပြီးကလေးကအစားလူကြီးအထိဆိုရှယ်မီဒီယာပေါ်မှာထေရလေးတွေလောက်အချက်လက်တွေနဲ့တပ်ပုံနေကြတာပါပြီးတော့ TikTok နဲ့ YouTube ပေါ်မှာလည်းတစ်ဖက်နဲ့တစ်ဖက်သေရော်ထားတဲ့ mix video တွေနေတိုင်းထွက်ပေါ်နေရကလေးဒီပြိုင်ဆိုင်မှုပြီးတော့ကိုဘယ်တော့မှငြိမ်းမသွားအောင်စီလောင်းပေးနေတယ်လို့ဖြစ်နေပါတယ်တကယ်အမှန်တရားကတော့ဒီစာရေးဆရာကြီးယောက်ဟာတအုပ်နဲ့တအုပ်လေးစားကြတယ်အရန်ခင်မင်ကြတယ်ပြီးတော့ပြန်မယ်ကောင်းနေဖြစ်ကြတယ်တစ်ဖက်ကနေကြလောကကိုအကောင်းဆုံးပေါ်ပေါ်ခဲ့သလိုတစ်ဖက်ကလည်းပင်လယ်ဓမြလောကကိုစံချိန်တင်အောင်ဖန်တီးပြခဲ့တယ်ဒါကြောင့်သူတို့နှစ်ယောက်ဟာကိုနီကိုဟန်နဲ့တမိုင်းတွင်အက်တာတွေဖြစ်ပါတယ်ကျွန်တော်တို့ကတော့နှစ်ခုလုံးအကောင်းဆုံးနေပါပဲကဲ brother တို့ရော team နောက်တို့လား team web ပြီလားဒါကြောင့်လဲဆိုတာကိုလည်း comment မှာမှတ်ခဲ့ပေးကြပါဦးမဆာပြီးပါ see you the next video